ကိုယ့်ရဲ့ Facebook page မှာသူများတွေကိုကိုက follow ထားရပေါ့ဒီနားလေးမှာကျွန်တော်မျှပြထားတဲ့နေရာကိုကသူများတွေကို follow ထားရဆိုလို့ရှိရင်ကို follow ထားတဲ့အကောင့်ကိုတခြားသောသူတွေရဲ့တငယ်ချင်းဖြစ်တဲ့သူတွေမမြင်ရအောင်လို့ကျွန်တော်တို့ဖျောက်ထားတဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာမျှဝေပေးပါမယ်ကျွန်တော်တို့ကပထမဆုံးနေဖြင့်ကိုယ့်ရဲ့ဒီ page ကပေါ့နော်ကျွန်တော်တို့ setting လေးကိုအပေါ်ထိပ်ဆုံးကမြင်းချောင်း၃ချောင်းနှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်အပေါ်ဆုံးကကျွန်တော်တို့ setting ဆက်သွားလေးကိုနှိပ်ပေးပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာရှိနေတဲ့ follow and public contact ဆိုတာရှိရအဲ့ထဲကိုဝင်ပေးပါကိုက page ဖြစ်တယ်ပေါ့နော် Facebook account မဟုတ်ပဲ page ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့အပေါ်ဆုံးက who can follow my page ဆိုတဲ့နေရာမှာလဲ public ပဲထားပေးမယ်ကိုယ့်ရဲ့ page ကိုလူများမြင်အောင်လို့ who can see your follower on your timeline ကိုလည်း public ပဲထားပေးမယ်တတိယအချက်မှာကျွန်တော်တို့က who can see the people page and list you follow ပေါ့နော်ကျွန်တော်တို့တခြားသော page တွေကို follow လုပ်ထားတယ်တခြားသော page တွေကို follow လုပ်ထားတာကိုသူများတွေကိုတကယ်ချင်းဟုတ်တဲ့သူရောမဟုတ်တဲ့သူကိုကျွန်တော်တို့မမြင်စေချင်ဘူးဆိုဒီနားလေးကိုနှိပ်အဲ့တော့ public ကိုကျွန်တော်တို့က only မိပြောင်းလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့က save ကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကို follow ထားတဲ့တခြားသောသူတွေရဲ့ page တွေ account တွေကိုကျွန်တော်တို့တကယ်ချင်းဟုတ်တဲ့သူတွေရောမဟုတ်တဲ့သူတွေရောလာပြီးတော့ဆက်စုပြီးကြည့်လို့ရှိရင်မြင်ရမှာမဟုတ်ဘူးပေါ့နော်အောက်က who can comment on your public post မှာကျွန်တော် public ပဲထားပါဒါဆိုရင်ပြည့်စုံပါတယ် public post notification ကိုလည်း public ပဲထားပါ public page information ကိုလည်းကျွန်တော်တို့ public ပဲထားပြီးပေါ့နော်အဲ့တော့ခုနကျွန်တော်ပြောတဲ့ကို follow ထားတဲ့သူတွေကိုပဲဖျောက်တဲ့နည်းလေးဖြစ်ကြအောင်အရန်ကိုအဆင်ပြေပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်